လက်တွေ့ဘဝနဲ့ရုပ်ရှင်ထဲမှာသူအများကြီးကွာတာပေါ့နော်ဘလို့ကွာတာလဲဆိုရင်တော့ရုပ်ရှင်ထဲမှာဆိုမင်းသားတွေမင်းသမီးတွေဒီလိုမျိုးတမပြောတဲ့စကားမခံချင်စိတ်နဲ့ဟိုဟာလေးကောက်ကိုင်းလိုက်ဒီဟာလေးကောက်ကိုင်းလိုက်မင်းသားလေးမင်းသမီးတွေတထေးဖြစ်သွားတာပေါ့နော်ကျွန်တော်တို့ရဲ့ဘဝကျတော့တကယ်တမ်းကျတော့အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်သူများပြောတာလည်းများနေပြီဒါပေမဲ့ဘယ်တော့မှလည်းကိုယ်တိုးတက်လာတာလည်းမရှိဘူးနော်အရင်တိုင်းပြောင်းလဲတော့တာလည်းမရှိဘူးပေါ့နော်ဘဝတကယ်တမ်းပြန်တွေးကြည့်တဲ့အခါကျတော့ကိုယ်ဘဝနဲ့ဒီလိုရုပ်ရှင်ထဲမှာတူအများကြီးကွာခြားတာပေါ့နော်လက်တွေးနဲ့ရုပ်ရှင်ထဲမှာတူမတူဘူးပေါ့နော်လက်တွေးဆိုကွာဖြစ်เสียတလက်ဆန်နဲ့စုံနေပြီပေါ့ကိုမဖြစ်သေးတဲ့တလက်ဆန်ဆိုတာမရှိတော့ဘူးနော်တကယ်လက်တွေးဘဝကြမှာရုပ်ရှင်ထဲမှာကျတော့တူအဲ့လောက်ထိလည်းမဖြစ်ဘူးပေါ့နော်ဒါပေမဲ့ချမ်းသာတော့ကြာတာပဲရုပ်ရှင်ထဲမှာအပြင်မှာဆိုရင်တော့ဖြစ်တာလည်းစုံနေပြီဒါပေမဲ့မချမ်းသာ